မင်္ဂလာပါရှင်ကျမကြီးနဲ့ပတ်သက်တဲ့ဘုဂတုတများစွာကိုမျှဝေပေးနေတဲ့ကျမတို့ရဲ့ KNShare Media ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမပြပြပေးမယ့်အကြောင်းအရာကတော့ hand foot mouth disease လို့ခေါ်တဲ့ကလေးငယ်တွေမှာဖြစ်များတဲ့ယောဂအကြောင်းပဲဖြစ်ပါတယ်ရှင် hand foot mouth လို့အတူကောက်ခေါ်တဲ့ယောဂကကောက်စကီ virus A6 ဆိုတဲ့ virus အမျိုးအစားအကြောင်းဖြစ်ပွားတဲ့ယောဂတစ်မျိုးပဲဖြစ်ပါတယ်။သူက virus ယောဂတစ်မျိုးဖြစ်တဲ့အတွက်ပဏိစီဝါဆေးတွေပိုးသက်ဆေးလိုမျိုးတွေကုသလို့မရပါဘူး။ဒီ hand foot mouth ယောဂကအကြောင်းနေရွယ်မတိုင်မီအသက်10နှစ်အောက်ကလေးတွေမှာအဖြစ်များပါတယ်။အဖြစ်များဆုံးလက္ခဏာတွေကတော့ကလေးငယ်ရဲ့လက်ဖွားခြေဖွားတွေမှာအရည်ကြီးဘူးလေးတွေထွက်လာမယ်၊ရားလာမယ်၊ပါးစပ်ထဲမှာပါအရည်ကြီးဘူးလေးတွေပေါက်မယ်၊နာမယ်၊ကလေးငယ်လေးတွေဖျားမယ်၊အီမယ်၊နိုးကောင်းကောင်းမဆိုးနိုင်တော့ဘူး။ကလေးပါးစပ်ကနေပြီးတော့တစ်ချိန်လုံးသွားရည်တွေကျနေမယ်။အဲ့ဒါတွေကတော့ hand foot mouth ယောဂရဲ့အဖြစ်များဆုံးလက္ခဏာများပဲဖြစ်ပါတယ်ရှင်။ဒီလက္ခဏာတွေကတော့ကလေးငယ်လေးဖျားပြီးတော့2ရက်ကနေ3ရက်အတွင်းမှာပေါ်ထွက်လာတတ်ပါတယ်။ယောဂရဲ့ကြာချိန်ကတော့9ရက်ကနေ10ရက်လောက်ထိကြာမြင့်နိုင်ပြီးတော့10ရက်အတွင်းမှာတော့သူ virus ယောဂတစ်မျိုးဖြစ်တဲ့အတွက်သူ့ဟာသူပျောက်ကင်းနိုင်ပါတယ်။ hand foot mouth ယောဂကဘယ်လိုပုံနဲ့ကူးစက်တတ်ပါသလဲ hand foot mouth ယောဂကကလေးငယ်တဦးကနေတဦးကိုဓာတ်ရိုက်ထိတွေ့ခြင်းအဖြစ်ကူးစက်ပါတယ် virus ယောဂဖြစ်နေတဲ့ကလေးငယ်ရဲ့နှာရည်၊သဆွေး၊မစင်နဲ့အရည်ကြည်မှုများမှာထွက်တဲ့အရည်များမှတဆင့်တခြားကလေးငယ်စီကိုကူးစက်နိုင်ပါတယ်ရှင့်ဒီ hand foot mouth ယောဂကစိုးရိမ်ရပါသလားhand foot mouth ယောဂက virus ပိုးကြောင့်ဖြစ်တဲ့ယောဂအများစုလိုမျိုးပဲရက်နဲ့ငယ်တွင်မှာပျောက်ကင်းနိုင်ပါတယ်ပုံမှန်အားဖြင့်တော့ရက်9ရက်ကနေပြီးတော့10ရက်အတွင်းမှာသူ့ဘာသာသူပျောက်ကင်းသွားနိုင်ပါတယ်ရှင်ဒီကြားထဲမှာတော့ကလေးငယ်တွေကိုတေချာခီးစိုက်ပေးရမှာပါဒီယောဂရဲ့အဖြစ်များတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေရှိမလဲဆိုတော့အဓိကဆိုးကျိုးကတော့ရေဓာတ်ဆုံးရှုံးခြင်းလို့ခေါ်တဲ့ dehydration မှာကလေးငယ်လေးတွေကပါးစပ်မှာပေါက်တဲ့အနာတွေနဲ့လက်ချောင်းအတွင်းရှိမှာရှိတဲ့နာကျင်တဲ့အရည်ကြည်ဘူးလေးတွေအကြောင်းအစာကောင်းကောင်းစားလို့လည်းမရပါဘူးရေကောင်းကောင်းတောက်လို့လည်းမရဖြစ်ပြီးတော့ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်ပြီးတော့ virus ပိုးကြောင့်အုံနောက်အမေးရောင်ခြင်းအုံနောက်ရောင်ခြင်းများဖြစ်ပွားပါကအသက်အန္တရာယ်ဆုံးရှုံးမှုရှိနိုင်ပါတယ်ဒါပေမဲ့အုံနောက်အမေးရောင်ခြင်းနဲ့အုံနောက်ရောင်ခြင်းများကဖြစ်ပွားဖို့နှုန်းကတော့အလွန်ပဲနည်းပါလွန်ပါတယ်ဒါကြောင့်မလို့ကလေးငယ်ယောဂဖြစ်ပြီးဆိုလို့ရှိရင်အစာရေများဝင်မှုအတွက်အရေးကြီးပါတယ်ရှင်ကလေးငယ်တွေကို supportive care ကောင်းပြီးမှသာrecovery state လို့ခေါ်တဲ့ယောဂသက်သာတဲ့အခြေအနေသို့မြန်ရောက်ရှိမှာပဲဖြစ်ပါတယ်ရှင်ကလေးငယ်လေးတွေကိုဘယ်အချိန်မှာဈေးရုံကိုသွားပြရမလဲကလေးငယ်လေးတွေအပူအရန်ကြီးပြီးတော့တက်လျင်အစာနဲ့ရေလုံးဝမဝင်တော့လျင်ပိန်လုံးနေလျင်ကြောင်ကတန်းတွေပြောနေလျင်နီးစပ်ရာဆေးရုံဆေးကန်တို့အမြန်ဆုံးပြသတင်ပါတယ်ဒီလက္ခဏာတွေကဆိုရင်ဖြင့်အုံနောက်ရောင်ခြင်းအုံနောက်အမေးရောင်ခြင်းရဲ့အဓိကလက္ခဏာတွေပဲဖြစ်ပါတယ်ရှင်ဒီချက်တွေဖြစ်ပေါ်လာပါကနီးစပ်ရာဆေးရုံဆေးကန်တို့အမြန်ဆုံးသွားပြခြင်းဖြင့်ကလေးငယ်တွေရဲ့အသက်ကိုအန္တရာယ်ကိုကာကွယ်နိုင်မှာပါဒီ hand foot mouth ယောဂကိုဘယ်လိုကာကွယ်ရမလဲvirus ယောဂတစ်မျိုးဖြစ်တဲ့အတွက်အကောင်းဆုံးကာကွယ်ခြင်းနည်းလမ်းကတော့လက်ဆေးခြင်းပါပဲအညစ်အကြေးတွေကင်တွယ်ပြီးတဲ့အခါတိုင်းကလေးငယ်တွေရဲ့လက်ကိုဆေးပေးဖို့လိုပါတယ်လက်ဆေးရဲ့နေရာမှာ hand gel ရေမလိုတဲ့လက်တန့်ဆေးရည်သို့မဟုတ် hand wipe လို့ခေါ်တဲ့လက်တန့်ဆေးရည်ပါတဲ့ tissue ဆိုတို့ကိုလည်းသုံးပြီးတော့လက်တန့်စင်နိုင်ပါတယ်နေ့ကလေးထိန်ကျောင်းများအနေနဲ့ယောဂဖြစ်ပွားနေတဲ့ကလေးငယ်ရဲ့ဒိုင်ပါများအသုံးပြုပြီးတော့တီရှူးများကိုနေရာတကျဆွန့်ပစ်ရပါမယ်ကလေးမိဘများအနေဖြစ်လဲယောဂပိုးကူးစက်ခံရသောကလေးငယ်ကိုကျောင်းကိုမလွတ်ခြင်းအပြင်တခြားကလေးအမြောင်များထက်ယောဂကူးစက်မှုကိုကာကွယ်နိုင်ပါတယ်ကလေးငယ်များကိုတကိုယ်ရည်တန်ရှင်းရေးပညာပေးခြင်းများကိုလည်းပြုလုပ်ပေးသင့်ပါတယ်ရှင်ကလေးငယ်လေးတွေကိုပူလာလျင်ကိုပူကြစေရေးဥပမာပါရာစီတမောကိုဆရာဝန်ညွှန်ကြားချက်အတိုင်းတိုက်နိုင်ပါတယ်ဗစက်အတွင်းနာကျင်ခြင်းများရှိလို့ရှိရင်လည်းထုံဆေးချဲလစ်နိုဂိန်းပါဝင်တဲ့ခြေတစ်မျိုးလိမ့်ပေးလို့ရပါတယ်ဒါပေမဲ့ဆရာဝန်ညွှန်ကြားချက်အတိုင်းရေးဖို့အတွက်ကျွန်မအကြံပေးချင်ပါတယ်ရှင်
ဒီ handful mouse ယောဂအတွက်ကာကွယ်ဆေးရှိပါသလား handful mouse virus ယောဂအတွက်ကာကွယ်ဆေးကတော့မရှိပါသေးပါဘူးရှင်အချုပ်ဆိုရလို့ရှိရင် handful mouse လို့ခေါ်တဲ့ virus ယောဂကအသက်အန္တရာယ်ရှိတဲ့ယောဂမျိုးမဟုတ်ပေမဲ့ကလေးအမြောက်များကိုအလွယ်တကူကူးဆက်တဲ့လို့မဖြစ်ခင်ကကြိုတင်ကာကွယ်ခြင်းဟာအထူးရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်ရှင်အခုလိုမျိုးကျမတို့ channel လေးကိုကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ Can and Share Media ကကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြဖို့မမေ့ကြပါနဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်